တိတ်မပြောနိုင်တော့ညတာဟာရှီလျားလွန်လာတယ်တောင်လိမ့်မြောက်လိမ့်နဲ့ကြောပူလာတဲ့တံကိုတိမခံနိုင်တော့တဲ့အဆုံးမှာကျွန်တော်ဟာအိယာထဲမှာငေါက်ခနဲ့ထထိုင်လိုက်မိတယ်မနှက်ပြန်အလုပ်ကိစ္စရှိသေးပေမဲ့မတက်နိုင်အေးပြက်ကမှပြက်ရောအိမ်နဲ့ဆက်နေရမည်ကိုပင်အသက်ရှူကျက်လာတယ်လို့ခံစားရတာမို့ခြံထဲအထိဆင်းလာလိုက်တယ်တလောကလုံးအိမ်မောကျနေတဲ့မနှက်တနာရီခွဲကန်အချိန်ကြီးမှာကျွန်တော်တယောက်တည်းဘလို့မှအိတ်လို့မရပါနောက်ဆုံးတော့လေဂုံတိတ်ခါနဲ့ပတ်သက်လာရင်တစွန်းတစမှအထီပါမခံခြင်းနဲ့ကျွန်တော်စိတ်ကိုယ်သာကျွန်တော်ပြန်ညိုညင်မိတော့တယ်။ဘယ်ချိန်ပြန်ရှာအလွယ်တကူရနိုင်နေတဲ့ငွေပမာဏလေးတစ်ခုအတွက်ကျွန်တော်မှမအိတ်နိုင်အောင်ရှင်ပူနေရတယ်မလား။ပွေကနေဖြတ်တိုက်လာတဲ့လင်းနူလေးကပင်ကျွန်တော်ရဲ့ရှင်ကိုအေးမြသွားအောင်မစွမ်းတာချီ။မနက်ကအဖြစ်ပြက်ကကျွန်တော်အာယုံနဲ့ကတိုက်ကြရိုက်ပြေးဝင်လာပြန်နေတယ်။စားလက်ဆောင်မဟင်းကားကိုကျွန်တော်လက်ဆတက်လိုက်တယ်။မချိုကြီးရဲ့ရှင်းမယ်ဗျာဝယ်သူတွေကြားမှာခေါင်းမနှဲဖော်ရတဲ့မချိုကြီးကကျွန်တော်စားထားသမျှတစ်ချက်ဝိတ်ကြီးက1200ကျတဲ့လူပြိုကြီးရေးလို့အပြုံးချူဖြင့်တွက်ချက်ပေးတယ်ကျွန်တော်ရင်ဘတ်အိတ်ကတ်ထဲ၌ကပါလာတဲ့ပတ်စံကိုထုတ်ပေးလိုက်တယ်မချိုကြီးကကျွန်တော်ပေးလိုက်တဲ့ပတ်စံကိုယူသွားပေမဲ့တော်တော်နဲ့ပြန်အံ့မလာချင်းဒါပေမဲ့ကျွန်တော်ကိုတော့မကြာခဏကွက်ကြီးလုံနေတာမို့အမ်းရမီကိုတော့မမေးဟုကျွန်တော်ဘာသာယူဆပြီးဆက်ဆောင်နေလိုက်တယ်စောင့်နေပေမဲ့မချိုကြီးကတော့အံ့မလာပါလူရှင်းသွားတော့ကျွန်တော်လည်းဆက်မဆောင်နိုင်တော့တာနဲ့မချိုကြီးကျွန်တော်ပတ်စံပြန်အောင်ပြ9000နံပေးထားတာအလုပ်သွားရအောင်မလို့ပါမချိုကြီးကွက်ခနဲမျက်နှာပြတ်သွားပြီးမတိမသက်ပြုံးပြတယ်လူပြိုကြီးကတော့နောက်ပြီး1200ကျပါတယ်ဆိုတာကို900တန်ပဲပေးလာလို့900များထပ်ပေးမလားဆိုပြီးဒီကစောင့်နေတာဘယ်က9000တန်တော့ဒီတစ်ချိန်မျက်နှာပြတ်သွားရသည်ကကျွန်တော်အလှည့်ဖြစ်သည်ဘာမှမသေးချာဖြေလဲမဖြေရှင်းကြည့်ရသေးပေမဲ့ကျွန်တော်ဘဝမှာအဆက်ဆုံးလို့မှတ်ယူထားတဲ့ငွေကြီးကိစ္စဖြင့်ညင်းခုန်ရတော့မိကိုကြိုတွေးကစိတ်ပြတ်သွားရတယ်။ဒါမျိုးကိစ္စဆိုတာမဖြေရှင်းမဲနေပြန်ရင်လည်းမရပါဘူး။လူများတာနဲ့ရောပြီထင်တယ်ခမရတော့ကျွန်တော်ပေးတာ900တန်းမှာကိုကျော်စွာရဲ့ဖះဆုရစီရဲ့လူဘလောက်များကျမတို့ကလှုပ်ရှားနေကြဆိုတော့အမှတ်အသားကအကျင့်ဖြစ်နေပြီးမမားပါဘူးကိုကျော်စွာပေးတာတကယ်900တန်းစစ်ပါဒီလူနဲ့ဒီလူကျမကဘာလို့ညာပြောရမှာတော့အပြုံးမပြတ်အောင်ထိန်းပြောနေပေမဲ့အပြုံးတွေကမပြပြင်ကြတော့ပါကျွန်တော်ဘလို့ဖြည့်ရှင်းလျင်ပိုကောင်းမလဲလို့စဉ်းစားကြည့်မိတယ်ကျွန်တော်ပေးလိုက်တာက9000တန်းဆိုတာသိကြတယ်ဘာကြောင့်လဲဆိုတော့မနေ့ကရလာတဲ့ဆက်ပြင်ကတသိန်းအုပ်ထဲမှာတရွက်ကိုဆွဲထုတ်ပြီးမနှက်စာစားဖို့ကျွန်တော်ဝတ်နေကြအင်ကြီးအကွက်ရင်ဘတ်အိတ်ကတ်ထဲထည့်ထားခဲ့တာမလားအမှန်တိုင်းပြောရရင်ငွေ9000ဆိုတာရိုးသားသားရှာဖွေထားရတဲ့သူအတွက်တန်မိုးထားစရာငွေပမာဏဖြစ်ပေမဲ့မလွဲမရှောင်သာဆုံးရှုံးသွားရရင်လဲကြီးကျယ်စိတ်ထိခိုက်ရလောက်အောင်နှမျောစရာပမာဏတော့မဟုတ်ပါဒါကြောင့်အခုညင်းနေတာလဲငွေ9000ကိုနှမျောစိတ်နဲ့မဟုတ်ပါဂုံတိတ်ခါအတွက်ညင်းနေတာဖြစ်ပါတယ်ကျွန်တော်ဘက်မှမှန်နေပါလျက်နဲ့လွယ်အလျှော်ပေးရမည်ကကျွန်တော်ဂုံတိတ်ခါကိုထိခိုက်စေတယ်လို့ကျွန်တော်သတ်မှတ်တယ်။ဒါကြောင့်ငွေလေး9000အတွက်ယောက်ျားတန်မဲ့အမျိုးသမီးတစ်ယောက်နဲ့ပြိုင်ရင်းအမှန်တရားကိုစူးစမ်းကာကွယ်မိတာဖြစ်ပါတယ်။မချိုကြီးကိုကျွန်တော်တခုမေးမယ်နော်။မချိုကြီးကိုကျွန်တော်ပတ်စံပေးလိုက်တာတော့သိကြတယ်နော်။ပေးလိုက်တယ်ဒါပေမဲ့9000တန်မဟုတ်ဘူး900တန်ပေးလိုက်တာကိုကျော်စွာရပတ်စံတစ်တာဖွင့်ပြရအောင်လဲတမန်နှလုံးရောင်းထားတဲ့9000တန်တွေကအများကြီးတောင်ဆိုတော့ကျွန်တော်လက်ကပြလိုက်တယ်ဒီလောက်နဲ့ပဲရက်တန့်ပစ်လိုက်ဖို့လဲကျွန်တော်ဆုံးဖြတ်လိုက်တယ်ဒီထက်80တိုးဖို့လဲတသက်လုံးရင်းနှီးလာသမျှရောင်းသူဝယ်သူချင်းခင်မင်းရင်းနှီးမှုပြက်ပြားစီရကြတော့မယ်မချိုကြီးတမင်ယူတယ်လို့တော့ကျွန်တော်မထင်ပါတို့ပေမဲ့အတိန်ဆောင်ရှိတာကြောင့်ကျွန်တော်မှမှန်ကန်ပါလျက်နဲ့နေရင်ထိုင်ရင်နစ်နာရတော့မယ်ကဲပါမဟုတ်ဘူးဆိုတော့လဲမဟုတ်ဘူးပဲထားလိုက်တော့ကျွန်တော်တို့ချင်းဆက်ဆံလာလဲနှစ်ချီးနေပြီမချိုကြီးက900ဆိုတော့လဲ900ပေါ့ကျွန်တော်အခုတော့တရက်ပဲပါလာတယ်အိမ်တစ်ခေါက်ပြန်ယူလာပြီးတော့ပေးမယ်ရပါတယ်တသက်ကြီးပြန်လာမပေးပါနဲ့တခါတလေဖြစ်တတ်ပါတယ်နောက်ရက်ကြုံမှပဲပြီးတော့ကိုကြားစွာကိုလည်းအားနာတယ်900နဲ့9000ကွာလုံးလာကြတော့ကျမအနေနဲ့ကြတော့လေကျွန်တော်ဟာတအုံနွေးနွေးစိတ်ကြီးနဲ့အိမ်ပြန်ကပတ်စံထက်ယူပြီးမချိုကြီးတန်းသွားပေးလိုက်တယ်ငွေကိုလက်ခံယူထားတဲ့မချိုကြီးကလည်းမျက်နှာမလှပါအများတကာအတွက်မင်္ဂလာရှိတဲ့တာယာတဲ့နက်နက်ခင်းလေးဟာကျွန်တော်အတွက်တော့မိုးဟင်းကားတစ်ပွဲကို9900ကျပ်စားတော့ရခြင်းဖြင့်ကတိကောက်ဖြစ်စီရာအဆုံးသတ်သွားတယ်။ခံစားချက်တွေကတော့အဆုံးမတတ်နိုင်တာမို့အခုညဘက်အထိကိုအေးပြက်ရတော့တာဖြစ်တယ်။တခါတရံမှာအမှန်တရားဆိုတာကာယကံရှင်သိနေတာကလွဲပြီးတက်တည်မရှိတာအရန်စိတ်ပြက်ဖို့ကောင်းတယ်။မနက်လင်းတော့ကျွန်တော်ခါတိုင်းလိုမိုးဟင်းကားဆိုင်ဘက်ကိုခြေဦးမလဲတော့ပဲလက်ဖက်ရည်ဆိုင်ဘက်ကိုပြောင်းထိုင်တယ်။ကျွန်တော်ဖြတ်အသွားမှာလှမ်းကြည့်နေတဲ့မချိုကြီးမျက်လုံးတွေကိုလည်းမမြင်ကြအောင်စောင်းမိတယ်။တကယ်ဆိုမချိုကြီးကကျွန်တော်ဘလူလူစားမှန်းတရက်ကွက်ထဲသားချင်းတိပြီးသားဖြစ်တယ်။ကျန်မောင်နှမတွေအိမ်အောင်ခွဲကုန်ပြီမလို့ကျွန်တော်တယောက်တည်းကွန်ပျူတာတွေစက်ပစ္စည်းတွေလိုက်ပြီး
အသက်ရှူချောင်ယုံမကနေနိုင်စားနိုင်တာကိုလည်းမတ်ချိုကြီးသိတယ်ဒီလိုလူကခလေးတပြုံကြီးကိုမဟင်းကားရောင်းကျွေးနေတဲ့အမျိုးသမီးတစ်ယောက်ပေါ်မတရားလုပ်เสียအကြောင်းမရှိပါဒါပေမဲ့မတ်ချိုကြီးကတော့သူမှားနိုင်မှန်းသိနေတဲ့အခြေအနေမှာတော့မှကျွန်တော်ဂုံတိတ်ခါထက်သူ့ဘာသာမသေးကြစွာပြန်အန်းလိုက်ရမဲ့3800ချက်ကိုနှမျောတွန့်ဆုတ်နေခဲ့တယ်ဒါကြောင့်သူ့ဘက်သူပဲရက်ခဲ့တာပေါ့ငငယ်တုန်းကကြုံခဲ့မှုတဲ့အဖြစ်ကိုပင်ကျွန်တော်မှအောက်မေ့ရတယ်ကျွန်တော်သူငယ်တန်းចောင်းသားဘဝကရရှိခဲ့တဲ့မုတ်ဘုံတွေကတစ်ချက်ဖြစ်ပါတယ်အဲ့ဒီတစ်ချက်နဲ့ကျွန်တော်ကရေခဲမုတ်တဲ့ဦးလေးကြီးထံနေ့စဉ်ရေခဲမုတ်ဝယ်စားလေးရှိတယ်တရက်တော့မုတ်စားစင်းချိန်မှာထိုရေခဲမုတ်တဲ့ဦးလေးကြီးထံရေခဲမုတ်ဝယ်ရင်ပြဿနာတက်တယ်ဦးလေးကြီးကကျွန်တော်ရေခဲမုတ်ဖို့မပေးရသေးလို့ပြောတယ်ကျွန်တော်ကပေးပြီးပြီလို့အခိုင်အမာပြန်ညင်းတယ်လူတိုးနေချိန်မို့အလူအရက်ဖြစ်နေရာဦးလေးကြီးကသူ့ရေခဲမုတ်ခုံပေါ်တင်ထားတဲ့ကျွန်တော်ပတ်စံကိုကောက်သိမ်းပြီးမိသွားတာလို့ကျွန်တော်တွေးတယ်ကျွန်တော်ကညင်းမရတဲ့အစုံလက်ထဲရောက်ပြီးသားရေခဲမုတ်ကိုဦးလေးကြီးထံလက်ထဲပြန်ထိုးထည့်ပြီးလူကြားထဲမှာပြန်ပြေးလာတယ်ခလေးပီပီဝမ်းနေစိမ့်နဲ့မျက်ရည်တွေလည်းစီးကြနေခဲ့တယ်ခဏကြာဦးလေးကြီးကကျွန်တော်နောက်ကနေပြေးလိုက်လာပြီးဟေးခလေးရော့အမင်းရေခဲမုတ်မဟိုပါနဲ့ကွာဦးကချစ်လို့စတာပါသားပတ်စံပေးပြီးသားပါဟုတ်ပါတယ်လို့ဆိုကရေခဲမုတ်ပြန်လာပေးတယ်ကျွန်တော်အယမ်းပျော်သွားတယ်မျက်ရည်မချောက်သွေ့သေးသောမျက်နှာဖြင့်ရေခဲမုတ်အားပါတရစားနေတဲ့ခလေးငယ်တယောက်ကိုပြုံးကြည့်နေခဲ့တဲ့ရေခဲမုတ်တဲ့ဦးလေးကြီးရဲ့အကြည့်တစုံကိုအခုထိမမေ့နိုင်ပါမျက်နှာထက်အပြုံးနဲ့အကြည့်ကိုအမှတ်ရနေတာဖြစ်ပါတယ်အခုလဲတခါထပ်ကြုံရပြန်ပြီစိတ်မက်ကြီးတာတော့မဟုတ်ပေမဲ့ကတိကအောက်ဖြစ်တဲ့စိတ်ကြောင့်ဒီရပိုင်းတွင်မတ်ချိုကြီးဆိုင်ဘက်ကိုကျွန်တော်ခြေဦးမလဲပါမတ်ချိုကြီးကတော့ကျွန်တော်ကိုမြင်လင်းအပြုံးတစ်ပွင့်နဲ့လှမ်းကြည့်တယ်ဝင်လာတဲ့ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ပြီးခဲ့တဲ့အပတ်ကကျွန်တော်ကိုအလုပ်အပ်ခဲ့တဲ့သင်တန်းဆရာဖြစ်နေတယ်ကွန်ပျူတာ10လုံးခန့်ပြင်ပေးခဲ့ရသဖြင့်သူ့စီမှာကျွန်တော်လက်ခမျိုးမြက်ရလိုက်တယ်ပြောပါဆရာ sorry ပါကိုကျော်စွာကြီးဟိုနေ့ကလက်ခတသိန်းပေးလိုက်တာလေသိန်းုံထဲမှာ900တန်းပါသွားတယ်ဆိုလို့ကျွန်တော်လည်းသုံးထားမှမသိပဲအုပ်အစ်စ်ချိန်ပြီးပေးလိုက်မိတယ်ဗျာခမရကလည်းမပြောဒီနေ့မှကျွန်တော်မိမနဲ့စကားဆက်မိရင်ပြောပြမှသိသွားတာအဲ့ဒါကြောင့်ခမရကိုကျွန်တော်ဆက်လိုက်တာလိုတာကျွန်တော်ပြန်လာပေးမယ်နော်အားနာလိုက်တာကိုကျော်စွာရဗျာတင်နန်းဆရာဘာတွေဆက်ပြောနေမှန်းကျွန်တော်နားမထောင်မိတော့ပါအမြဲဆက်ဆံနေကြအလုပ်ရှင်မို့ပေးတဲ့ငွေကိုလည်းမစစ်ခင်မိပါအုပ်အစ်စ်ဆိုတော့စစ်စရာလည်းလိုတယ်လို့မတွေးလိုက်မိခဲ့ဘူးပြန်ရောက်တော့မိုးချုံနေပြီမို့အိတ်ချင်မှုလူနဲ့9000နန်းထဲမှတရွက်ဖြုတ်ကမနှက်ဝက်မဲ့အင်ကြီးအိတ်ကထဲကိုထည့်လိုက်တော့တာဒါဆိုမတ်ချိုကြီးကိုကျွန်တော်ပေးလိုက်တဲ့ပတ်စံဟာကျွန်တော်ကိုလှမ်းကြည့်နေတဲ့မတ်ချိုကြီးရဲ့အပြုံးမျက်နှာကိုပြန်မြင်အောင်လာတယ်ပြီးတော့ကျွန်တော်ရေခဲမုတ်စားနေသည်ကိုကြည့်နေတဲ့ရေခဲမုတ်တဲ့ဦးလေးကြီးရဲ့အပြုံးမျက်နှာဖယားဒါဆိုအဲ့ဒီရေခဲမုတ်ကရောကျွန်တော်ရေခဲမုတ်ဆိုတာသိကြပါရဲ့လားအခုဖတ်ပြခဲ့တာတော့ဆီယာမငွေစင်ရောဦးမိုးကုတ်ရဲ့အတိန်အဆောင်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်